ခုကတော့အကြောင်းကိုပေါ့နော်မျက်နှာစကန်ဖတ်ပြီးတော့ဝင်ပါတယ်ဆိုတော့တရားကအကြောင်းရောက်ပါပြီသွားပါတယ်ဆက်ပြီးတော့သွားပါတယ်ဘေးမှာကအမရေကန်ရှိတယ်အခုဟိုးရှိကဟာလေးအဲ့ဒါစာကြည့်ထိုက်ပြီးတော့ဒီဘေးကတော့လမ်းပေါ့နော်မပန်းတွေပါလို့ရှိတယ်ဒါကတော့ဒီအတန်းရှိတဲ့နေရာသွားတာပေါ့နော်ဟိုးရှိရစာကြည့်ထိုက်ဒါကတော့ကားရောင်စုံတွေပါဒီရှိကဟာဒီဟာတွေကလေမိန်ထွန်တန်းချောလို့ခေါ်တာသူကစကန်ဖတ်ပြီးတော့ပေါ့နော်စီးလို့ရတယ်အဲကျတော့တန်ချီရွှေရွမ်ဒီဟာက Computer Science Department ပါဒါ Computer Science ပေါ့နော်ဒီဘက်မှာ TNT ရှိတယ်ဒါကျတော့လေကားနဲ့တက်ချင်လည်းရတယ်ပေါ့နော်ဒါကအချိုရည်တွေ ice cream တွေဝယ်လို့ရတဲ့နေရာပေါ့နော်အတန်းကိုအခုသွားနေပါပြီဆိုတော့ဒါကတော့ဒါနောက်ဆုံးနေ့ဆိုတော့လေဒါမနေ့ကလှုပ်ထားတဲ့ဒီအလမ်ဟာပေါ့နော်ဆိုတော့ဒီနေ့ကတော့တာပြန့်လုပ်ရတယ်ပေါ့နော်ဆီယမနဲ့ဆိုတော့ဒါတရုတ်ကျောင်းသားသူကတာပြန့်လုပ်နေတာမကြည့်ကြည့်လိုက်သူတို့ရဲ့တိုက်မှာပေါ့နော်ခုတ်တင်းရဲ့ဒီကုန်းနံကပေါ့နော်ပို့ပြီးတော့အစ်စ်မြင့်နေပေါ့ကိုရီထက်ကိုစားလို့ရှိရင်တော့လေကိုရီးယားကျတော့နိုင်ငံခြားသားဆိုတော့တရုတ်စာလည်းအလောက်ထိဒီကျွမ်းရည်ပိုင်းနဲ့ပတ်သက်တယ်ဆိုရင်လောက်ထိဟိုမဖြစ်ဘူးလေဆိုတော့ဒီမှာတာပြန့်လုပ်ဖို့အတွက်ကိုအဲ့လိုမျိုးစာရီရေးပြီးတော့ပေါ့နော်တာပြန့်လုပ်တာပေါ့ဒါကတော့စာကြည့်တိုင်းမှာ box ဟိုဟာစာအုပ်တွေထားတယ်ဟိုဘက်ကထမင်းစားတဲ့နေရာပေါ့နော်ဆိုတော့အပြန်ကိုအမုံဝင်ဝဲတယ်ပြီးတော့ဆိုင်ကနဲ့ပြန်ပါတယ်အိမ်ကိုဆိုတော့ဒီမှာကခွိုက်တိပေါ့နော်ပစ္စည်းတွေယူပါတယ်ဒီလောက်ပါပဲကျေးဇူးပါဘိုင်ဘိုင်